music video ဒီတစ်ပုတ်ထွက်ထားပါတယ်ဒီအပိုင်းတွင်YouTube မှာတင်တာမနေ့ကမှတင်တာပါနော်သွားနားထောင်လို့ရပါပြီလုပ်သေးရနော်သူကမင်္ဂလာဆောင်သွားပြီလားတဲ့ကဲအဲ့လေးအပုံလေးတစ်ပတ်တည်း surprise လုပ်ဖြစ်တာမျိုးပြောလို့ပါ surprise လုပ်ပြတာဆိုကျွန်တော်အဲ့လိုဖြစ်သွားမလားဆိုပြီးတော့စမ်းကြည့်လိုက်တာအဲ့လိုဖြစ်သွားမလားဆိုပြီးတော့တင်ကြည့်လိုက်တာပေါ့နော်အဲ့လိုဖြစ်သွားတာအဲ့လိုဖြစ်သွားတယ်ဆိုတော့ဒါပေမဲ့တော်တော်များများတော့ဒါ shooting man တိပါတယ်ဒါပေမဲ့တချို့တလေကကြတော့ shooting man မသိဘဲနဲ့အဲ့လိုမျိုး surprise ဖြစ်သွားတယ်ရှိရပေါ့နော်ဒါပေမဲ့ဒီတချင်းထွက်ပြီးသွားတဲ့အခါမှာတော့သိသွားကြပါတယ်တော်တော်များများဒါပေမဲ့ထွက်ပြီးတဲ့အထိတောင်မှတချို့ကကျွန်တော်မိမယူရတယ်ထင်နေတဲ့လူတချို့ကလည်းကြက်နေသေးရဲ့ဘယ်တိုင်းတာထိသွားမလဲတော့မသိဘူးပေါ့နော်တချို့မီဒီယာတွေသတင်းတွေလည်းလှော်တာအများကြီးပဲဆိုတော့ကျွန်တော်ကလည်းချိန်တိုင်းတော့ပြီးတော့ပါတင်မိမတကယ်လည်းမယူပါဘူးအစုံပဲဗျမိမငယ်ရွယ်နဲ့မိမယူရတဲ့ M3 ပေါ့ထိခေါင်းစည်းပိုင်းကတော့အဲ့ဒါပါပဲအဲ့လိုကျွန်တော်တို့ဟာတွေနဲ့တက်လာပေါ့အများကြီးပဲပေါ့အဲ့တက်လာကြတဲ့ဟာတွေကျွန်တော်တွေ့တော့ကြတော့တော်တော်ပွားစီတက်သွားပဲတချို့တွေဆိုလည်းအဲ့လိုငိုနေတဲ့ဗီဒီယိုတွေပါတင်ထားတာတွေ့တော့ကျွန်တော်လည်းအဲ့လိုမျိုးအရင်ကြီးတော့နားမလည်ဘူးပေါ့အဲ့ဘိုင်းတော့တက်ပြီးတော့စိတ်မကောင်းလို့ဖြစ်သွားစိတ်မကောင်းလည်းမဖြစ်ပါဘူးမဖြစ်ပါဘူးဆိုတော့ကျွန်တော်တကယ်ယူရမှာမဟုတ်ဘူးလေကျွန်တော်ဒီတိုင်းပဲသူတို့ကလက်စားခံလိုက်ရတာအဲ့လိုမျိုးပေါ့တကယ်ယူသွားပြီထင်ပြီးတော့ဟိုနေကြပြည့်တဲ့တွေရောဒါဘယ်လိုနှစ်သိမ့်လေးပြန်မယူပါဘူးလို့မယူပါဘူးယူစရာလည်းမရှိသေးပါဘူးလို့တကယ်မရှိသေးဘူးမရှိပါဘူးရှိသားတော့မရှိပါဘူးမြုံတယ်ဒုက္ခM3 ဆိုလို့ရှိရင်ဒါအခုမောင်လေးဖြစ်နေတဲ့အသက်အခု21ခင်ဗျကျွန်တော်အဲ့ပုံတင်လိုက်ချင်းကလေးရပဲအဲ့လိုကျွန်တော်ရဲ့